ရာကောင်းရယူခဲ့တဲ့ကောင်းချီဤဇက်နဲ့ရေဘက်ကပျော်ရွှင်စရာမိသားစုဖြစ်ခဲ့တယ်အချိန်ကြာကလေးမရခဲ့တဲ့ရေဘက်ကနောက်ဆုံးမှာအမွှားကလေးတွေရရှိခဲ့တယ်အကိုကဤတော့ညီကတော့ယာကုပ်ပဲဖြစ်တယ်ဤဇက်ကဤတော့ကိုချစ်ပြီးရေဘက်ကယာကုပ်ကိုချစ်ခဲ့တယ်ယာကုပ်ကအကိုရဲ့တားဦးအရာကိုလူယူခဲ့တယ်ရေဘက်ကအမွှာယောက်ျားလေး2ယောက်မွေးဖွားခဲ့တယ်နီးရဲပြီးစံသားကောင်းတဲ့သူကိုဤတော်လို့ခေါ်တယ်အကိုရဲ့ခြေဖနာကိုကိုင်းပြီးထွက်လာတဲ့ညီကတော့ယာကုပ်ပဲဖြစ်ပါတယ်ဤတော်ကတော်ပြီးကျွမ်းကျင်တဲ့မုံဆိုးပဲဖြစ်တယ်ယာကုပ်ကတော့အိမ်မှာနေရတာကြိုက်တယ်ရေဘက်ကအိမ်မှုကိစ္စကိုညီပေးတဲ့ယာကုပ်ကိုချစ်တယ်တရက်မှာယာကုပ်ကပဲဟင်းချက်နေတော့ဤတော်ပြန်ရောက်လာတယ်ယာကုပ်ငါအရန်ပိုက်စာလို့မင်းချက်နေတဲ့ပဲဟင်းလေးကျွေးပါလားယာကုပ်ကပြန်ပြောလိုက်တယ်ဒါဆိုမင်းရဲ့သားဦးအရာကိုငါ့ကိုပေးဤတော်ကလည်းယာကုပ်ပြောသလိုပဲပေးလိုက်တယ်အချိန်ကြာလာတော့ဤဇက်ကအယမ်းအိုမင်းလာတယ်မျက်စိလည်းတေချာမမြင်ရတော့ဘူးတရက်မှာဤဇက်ကသားကြီးဤတော်ကိုခေါ်တယ်တွားပြီးငါကြိုက်တဲ့ဟင်းကိုချက်ခဲ့ပြီးရင်ဖယားသခင်ရဲ့ကောင်းချီးကိုဆုတောင်းပေးမယ်အဖေအတွက်အထူးဟင်းကိုပြင်ဆင်ပေးမယ်လို့ဤတော်ကဤဆက်လက်ကိုကင်ပြီးပြောခဲ့တယ်ဤတော်ကဟင်းချက်မဲ့အသားအတွက်အမဲလိုက်ထွက်ခဲ့တယ်ရေဘက်ကယာကုပ်ကိုကောင်းချီးရစေခြင်းနဲ့ဒါကြောင့်ဤတော်ထွက်သွားတဲ့အချိန်မှာအကြဲကောက်တစ်ခုပြောခဲ့တယ်ရေဘက်ကဤဆက်ကြိုက်တဲ့ဟင်းကိုချက်ခဲ့တယ်ပြီးတော့ယာကုပ်လက်မှာစိတ်တရေကိုပတ်ပေးခဲ့တယ်ယာကုပ်ကအဖေစီဟင်းယူသွားခဲ့တယ်စားပြီးနောက်ရီဆက်ကသားကိုကောင်းချီးပေးဖို့လက်ကိုကမ်းလှမ်းလိုက်တယ်ဒီကိုလာအောင်အရင်စစ်ဆေးရမယ်အတန်ကတော့ယာကုပ်အတန်ဖြစ်ပေမဲ့အမွှေးများလို့ဤတော်ဆိုတာသိကြတယ်ဤဆက်ကယာကုပ်ကိုဤတော်လို့တွေးပြီးယာကုပ်အတွက်ကောင်းချီးမင်္ဂလာပေးခဲ့တယ်ကောင်းချီးရဖို့လိန်ခဲ့တဲ့ယာကုပ်ဖယားသခင်ကသားကြီးကသားငယ်ထံကျွန်းခံရမယ်လို့ပြောခဲ့တယ်ဒါကတော့အကိုဤတော်မဟုတ်ပဲညီယာကုပ်ကကောင်းချီးရမယ်လို့ပြောတာပဲဖြစ်တယ်ယာကုပ်ကဖယားသခင်ရဲ့အလိုတော်ကိုပြည့်စုံဖို့ဆောက်ရှောက်ရပေမယ့်မြန်ကောင်းချီးရဖို့အတွက်ဤတော်လိုမျိုးဟန်ဆောင်ပြီးအဖေစီကကောင်းချီးကိုယူခဲ့တယ်အဲ့ဒီအတွက်ကြောင့်ဒုက္ခအများကြီးခံစားခဲ့ရတယ်ဘယ်ချိန်ဘယ်နေရာဖြစ်ဖြစ်သစ္စာရှိပြီးရိုးသားစွာနေထိုင်ခြင်းကတကယ်အသိပညာပဲဖြစ်ပါတယ်